ဒီနေ့တော့နဲ့လျံရဲ့ကွာခြားချက်လေးကိုပြောပြပေးသွားပါမယ်။ဒါဆိုရင်နှစ်ကိုပြောချင်လို့ရှိရင်ဘယ်နှမျိုးရှိလဲဆိုတော့2မျိုးရှိပါတယ်။လို့လည်းပြောတယ်။ဆိုတာလည်းနှစ်ကိုပြောတာပဲ။လျံဆိုတာလည်းနှစ်ကိုပြောတာပဲ။ဟုတ်ပြီဒါဆိုရင်ကိုဘာမှသုံးတာလဲ။ပြီးတော့လျံကိုရောဘာမှသုံးတာလဲ။အဲ့တော့ဒီဗီဒီယိုလေးမှာပြောပြပေးသွားပါမယ်။ဒါဆိုရင်ကိုဘာမှသုံးပါလဲ။အဲ့တော့ကိုသုံးလို့ရတာ3မျိုးရှိပါတယ်။ကိန်းဂဏန်းတွေကိုရေတွက်တဲ့အခါဖုန်းနံပါတ်ဒါမှမဟုတ်ရင်လိပ်စာနံပါတ်တွေအစဉ်လိုက်ပြကိန်းတွေအဲ့တော့ကိန်းဂဏန်းတွေကိုရေတွက်တဲ့အခါမှာနှစ်ဆိုရင်လို့ပြောပါတယ်12ဆိုရင်12 20ဆိုရင်20အဲ့လိုမျိုးအမျိုးမျိုးမှာ22ဆိုရင်22အဲ့လိုမျိုးပြောပါတယ်အဲ့တော့ဖုန်းနံပါတ်ဒါမှမဟုတ်ရင်လိပ်စာနံပါတ်တွေကိုပြောရမှာအဲ့နံပါတ်22ဆိုရင်22号ဟုတ်ပြီ399521ဆိုလို့ရှိရင်0951နောက်ဆုံးအစင်လိုက်ပြဂိမ်းတွေကကြတော့ဥပမာဒုတိယဆိုရင်第2ဒုတိယတစ်ခုဆိုရင်第2个ဒုတိယမြောက်နေ့ဆိုလို့ရှိရင်第2天စသဖြင့်ပေါ့နော်အဲ့လိုမျိုးကိန်းဂဏန်းတွေရေတွက်တာတွေဖုန်းနံပါတ်တွေလိပ်စာနံပါတ်တွေပြောတယ်အစင်လိုက်ဂိမ်းတွေကိုပြောတဲ့အခါမှာတော့ဒီလိုမျိုးလို့သုံးပါတယ်ဒါဆိုရင်လျံကိုရောဘာမှသုံးပါလဲအဲ့တော့လျံကိုသုံးတာတော့အတိုင်းအတာပြတဲ့စကားလုံးတွေဥမာမန်ရှာဝတ်တွေရဲ့အရှိတ်ဘက်မှာဆိုလို့ရှိရင်ဒီအရှိတ်ဘက်မှာနံပါတ်2ကိုတွေးခဲ့မယ်ဆိုလို့ရှိရင်လျံလို့သုံးပါတယ်အဲ့တော့2နာရီဒါဆိုလို့ရှိရင်သူကနာရီဆိုတဲ့အတိုင်းအတာပါတယ်ပေါ့နော်အချိန်ပြတဲ့မန်ရှာဝတ်ပါတယ်အတွက်နာရီရဲ့အရှိတ်ဘက်မှာလျံဆိုပြီးတော့သုံးပါတယ်ဥမာလူ2ယောက်ဆိုရင်လည်းအဲ့လိုပါပဲရောက်ဆိုတဲ့အတိုင်းအတာကိုပြတာပေါ့ဥမာလူ2ယောက်ရောက်ဆိုတဲ့မရှာဝတ် unit ကလေးကိုပြောထားတာဖြစ်တယ်အဲ့တော့2个人နောက်တစ်ခုကကျတော့စာအုပ်2အုပ်2本书အဲ့တော့အုပ်ဆိုတဲ့ unit ရဲ့အရှိတ်ဘက်မှာထားပြီးသုံးပါတယ်နောက်တစ်ခုက coffee 2ခွက်အဲ့ဆိုရင်2杯咖啡အဲ့လိုမျိုးသုံးပါတယ်ဒါဆိုရင်လျံနဲ့ဆိုပြီးတော့နှစ်ခုလုံးတွဲသုံးတဲ့ပုံစံမျိုးလေးလည်းရှိပါတယ်အဲ့တော့လျံဆိုတာက unit တစ်ခုပဲပေါ့နော်အဲ့တော့အလေးချိန် unit 50 gram နဲ့ညီမျှတာဖြစ်တယ်အဲ့တော့အလေးချိန်50 gram နှစ်ခုဆိုရင်100 gram ဖြစ်သွားမှာဒါဆိုရင်100 gram ဆိုရင်သူဘယ်လိုပြောလဲဆိုတော့လျံဆိုပြီးတော့မှသုံးပေးရပါတယ်အားလုံးပဲကျေးဇူးပါသင်ခန်းစာတွေကိုထပ်ပြီးတော့လေ့လာခြင်းဒီ channel လေးကို subscribe လုပ်သွားပေးအောင်နော်